အလုပ်လုပ်တဲ့နေရာမှာအရှုံးနဲ့အမြတ်နှစ်ခုပဲရှိရကွာရှုံးရင်ရှုံးမဲ့မျက်ချင်မြတ်မယ်ဒါပေမဲ့မင်းတို့တွေရဲ့ကြိုးစားခြင်းနဲ့စိတ်တော့မရှုံးပါသေးနဲ့ကွာလူဆိုတာမအောင်မြင်တဲ့အချိန်မှာအထင်သေးခံရတယ်အောင်မြင်တဲ့အခါမှာလေးစားအားကြတာခံရတယ်အမြင့်ကိုမရောက်ခင်မှာဆွဲချခံရတယ်အမြင့်ကိုရောက်သွားတဲ့ခါကျတော့လေသူတို့တွေကိုဆွဲကူဖို့အတွက်သူတို့လက်တွေကိုကမ်းလာလိမ့်မယ်လူတွေရဲ့သဘာဝကနေမယ်လဲပဲဆိုပခုံးချင်းရှင်းမယ်အခုထက်သာသွားရင်တော့မနာလို့ဖြစ်မယ်လိုက်လို့မမီတော့ဘူးဆိုရင်တော့အားကြပြီးကြံခဲ့မှာပေါ့ကွာ ဟယ်လိုမင်္ဂလာပါပဲညောင်ဖောက်ကောင်းကောင်းလေးသိကျင်နေဆိုရင်ကောမမရေးခဲ့ကြပြီနော်ပြောပြပေးမယ်ဒီလိုပဲကောင်းကောင်းအညောင်လေးတွေလုပ်ကျင်နေဆိုရင်ကောမကလေးမဝင်ရေးခဲ့ပေးကြပါဒီလိုညောင်လေးတွေနဲ့လုပ်ကျင်နေဆိုရင်ဒီမှာပါဒီလိုညောင်ကောင်းကောင်းလေးလုပ်ကျင်နေဆိုရင်ဒီမှာပါဒီလိုပဲညောင်ကောင်းကောင်းလေးလိုချင်နေဆိုရင်ကိုမမရေးခဲ့ပေးပါဒါစရောပဲလို့ခေါ်ပါတယ်မနက်ပိုင်းပြုတ်တဲ့ပဲပါသမင်းကြော်ရဲ့ထက်စားတဲ့ပဲလေးပါပြုံးလေးပါသိကျင်နေဆိုရင်တင်ပေးမယ်နော်